င်္ဂလာပါကျွန်တော်နာမည်ကတော့ PMK Craft ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ပြောစရာလေးတစ်ခုရှိပေါ့နော်ကျွန်တော်တို့နောက်အပတ်စနေနေ့ပေါ့နော်ရက်အတိအကျကတော့20ရက်6လ2026ခုနှစ်မှာ2026ပါတော့နော်6 နာရီထိုးကြလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်တင်ပါမယ်အဲ့ဒီဗီဒီယိုကတော့ကျွန်တော်ညီလေးဒီမွန်နဲ့ပေါ့နော်ကျွန်တော်တကယ်ချင်းကျွန်တော်ရဲ့ညီလေးဒီမွန်နဲ့ကျွန်တော်တို့အားကြလို့ရှိရင် PPP ထမှာပဲဖြစ်ပါတယ်ခင်ဗျာအားကြလို့ရှိရင်လည်းအားပေးပေးပါအောင်ကျွန်တော်တို့အခုကျွန်တော်နောက်မှာမြင်နေရတဲ့ကိုင်းရတော့ကျွန်တော်တို့ PPP ထမယ်ကိုင်းပဲဖြစ်ပါတယ်ခင်ဗျာဒီကိုင်းရတယ်โอเคတော့ဒီကွင်းကိုချက်လိုက်ကြပြီမယ်နော်ဒါကတော့ PPP ထားမဲ့နေရာကြီးပေါ့ဗျာခဏလေးနော်ပြေးတော့ပေါ့လားထမင်းစားခြင်းစိတ်ဘူးရှိကျွန်တော်တို့စပိုးမယ်ဆိုရှင်ကျွန်တော်ဒီနေရာကြီးမှာစပြီးစပိုးမှာပဲဖြစ်ပါတယ်ဗျာဒါကဘာလဲ clear inventory ရဲ့ကျွန်တော်သိပြီကျွန်တော်ဒီပေါ်မှာရက်လိုက်လို့ရှိရင်ကျွန်တော်တို့အဲ့ပေါ်မှာပစ္စည်းပါပြောက်သွားမှာပေါ့လေပစ္စည်းပါပြောက်သွားမှာပေါ့ကို inventory ထဲမှာရှိပစ္စည်းပါဒါကြတော့ wave 1ဒါ kit area ကကြတော့ဒီကကျွန်တော်ပြဒါကကြတော့ကျွန်တော်အာမာတွေပါယူရမယ့်နေရာပေါ့နော်ဒါအာမာတွေပါရှိရယ်ဒီမှာဆိုရင်ဒါ diamond အာမာတွေဒါတွေကကြဒါလည်း diamond အာမာပဲဒါကြတော့ netherite armor ဟိုဘက်ကကြတော့ iron armor ပဲဖြစ်ရနော်ပစ္စည်းသိမ့်မစုံခဏလေးဒါလေးပြန်နှိပ်လိုက်သေးချေတော့ဟုတ်ပါတယ်ကျွန်တော်ပစ္စည်းပြည့်သွားပါပြီကျွန်တော်အဲ့တိုင်းလေးလောက်လိုက်လို့ချေကျွန်တော်ပစ္စည်းတွေပြည့်သွားမှာပဲဖြစ်ပါတယ်သူ့ကလို့ပေါ့နော်โอเคကျွန်တော်နဲ့ပြန်သွားကြဆိုဒါလေးနှိပ်လိုက်ပါโอเคကျွန်တော်တို့ဒါကတော့ဒါလေးကျင်းတဲ့ area ပေါ့နော်ဒီမှာဆိုရှင်ကိုကြိုက်တယ်လို့လေးကျင်းလို့ရတယ်ပေါ့နော်ကျွန်တော်တော့နောက်ပိုင်းညမှာပဲ easy လေးကျင်းလိုက်တော့မယ် okay ကျွန်တော်ဒါလေးပြန်နှိပ်လိုက်ဒါကြတော့ HP area တော့ဘလို့okay ဒီပါဒီပါ HP လေးဖတ်လားရကျွန်တော်တို့က HP ထွက်တာပေါ့နော်သူကကြတော့okay ဒါနောက်တစ်ခုကကျတော့ area ကျတော့ဟုတ်ပါလဲ Rina ကကျတော့ကျွန်တော်စနရကျွန်တော်နေနေပါတော့ဒါကဒါပါဒါကအခုံတွေပါလေ့ကျင့်လို့ရတယ်ကဲကျွန်တော်လည်းခဏတစ်ဖြုတ်လေးပေါ့နော်ကျွန်တော်လည်းကင်းမြင့်ကြောထားလာမယ် okay အောင်မှာပါရှိလဲ1 2 3 okay ကျွန်တော်ရေထဲကိုရောက်လာပါပြီပြေခုံးမယ် wait what the fuck တော်သေးတယ်ကျွန်တော်ပြုတ်ကြပါကြီးဒီလားတော်သေးတယ်မတေးကျွန်တော်ဒီညမှာပဲပြန်စပေါ်တယ် okay ကျွန်တော်သေသွားတယ်ဒါကကြောက်ခေကြပါလဲတက်ရှိအားလုံးတော့တပ်ပလိုက်တာအဲ့လိုရောကျွန်တော်စနာပြတ်ခုံးမယ်ကျွန်တော်စတာရကျတော့သေသွားတော့ဘလို့ကျွန်တော်ကန်ကောက်သွားတယ်သေသွားတာကန်ကောက်သွားတာမဟုတ်သေသွားဒါပါပြောမှန်ဟိုချောက်ခုံးမယ်ဝိရောက်မယ်အပြတ်ပြပြီကွာကွာများနေပြီမဟုတ်သေးပါဘူးတော့ခောက်ပြဆော့ပဲလာokay ဒီကပြုတ်ပြလို့ကတော့ကွာငါဘဝကတော့မျိုးတုံးပြီကွာငါကိုမျိုးပေးရပြီကွာမင်းတို့အဲ့လိုမလုပ်တဲ့လေကွာမင်းတို့ကောတွေကလည်းဟာကွာခါစညစ်ဘောငေါတယ်okay ကြောက်ကြပါဒီခါထက်ချောကြသွားတော့ကျောင်းဘဝရတော့သွားပြီ okay ကျောင်းနီးစပ်ဆုံးဟိုဘက်6ခု okay ဝေးမခုံနဲ့လေလက်ကလည်းရှောက်ကလေးနေသေးတယ် okay yes
အော် yes yes ကျွန်တော်နောက်ဆုံးမှာတော့အောင်မြင်သွားခဲ့ပါပြီတော်သေးတယ်ကျွန်တော်နိုင်သွားလို့နိုင်လို့ကြီးကျွန်တော်တိုင်ပတ်ဟုတ်ကဲ့ကျွန်တော်အခုကျွန်တော်ပါကွာခုံတာတော့နိုင်သွားခဲ့ပါပြီ oh yes ကျွန်တော်ဘယ်လိုလုပ်ဟောဒါပတ်ဟောဒါဆိုတော့ပြရလားဒီခလုတ်ကဩဒါဒါဒီနေရာကိုပြန်တာကျွန်တော်ဟိုဒီနေရာကျွန်တော်ရဲ့နေရာလေးကျွန်တော်လိုက်ရအောင်မယ်โอเคလာသွားမယ်โอเคဒါကတော့ကျွန်တော်ချမယ် PPV ကွင်းနေရာလေးပဲဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်လှုပ်ထားတော့အလန်းစားကြီးပဲဟုတ်တာလေတာပါလေအော်ဒီထက်ဝင်သွားပြီတော့ဒီနေရာပြန်ရောက်လာโอเคသဘောပေါက်ဒါစနော်တော့ကျွန်တော်တို့ဆောတဲ့နေရာကြီးမလားဟုတ်တယ်ဟာโอเคဆိုတော့ဒါကတော့ကျွန်တော်တို့ချမယ်ကြပါတော့ကျွန်တော်စောင့်ကြည့်ပေးပါကျွန်တော်တို့20ရက်နေ့စနေနေ့ကြာလို့ရှိရင်ကျွန်တော်တို့တွေ PPV ချပါမှာပဲဖြစ်ပါတယ်ညာအဲကြောင့်ရှိရင်လည်းစောင့်မျှော်အားပေးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတတာ